ဒီနေ့ဟာမင်္ဂလာရှိတဲ့နေ့တစ်နေ့အဖြစ်ကျွန်တော်တို့ရဲ့သာသနာအတွက်ဖတ်တမ်းဝင်သွားတယ်လို့ပြောရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ရန်တာကြီးစင်ဂျွန်မေရီယန်နီဝိနေဖုံးတော်ကြီးဒီရဟန္တာဝိနေမှာဥပစင်သိက္ခာခံယူတဲ့နေ့မကြိုက်ခင်ဘုန်းကြီးကိုတေးထန်တော်မဲ့ယဟန်လောင်များရဲ့ဥပစင်သိက္ခာခံတဲ့နေ့ဖြစ်လာပါတယ်။ဒီလိုထူးခြားတဲ့အချက်ကဒီနေ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့သာသနာမှာစင်ထရေဇာဂိုင်းဖုံးတော်ကြီးတွေအရင်တော့ sister တွေကတော့တို့နဲ့ကြာချင်းနေပြီပေါ့နော်။ဆိုတော့ဖုံးဒီလည်းပဲဒီနေ့ကစပြီးတော့သာသနာထဲမှာလာပြီးတော့အဖြစ်မဲ့ခုနှစ်ရဲ့အစနောက်ဒီကင်ဥပဇင်းသိခါတင်တဲ့ပထမမှတ်တမ်းဟာမျိုးလည်းဖြစ်လာပါတယ်။ဒါကြောင့်သမိုင်းလည်းဖြစ်တယ်၊ခြေဆုတော်လည်းဖြစ်တယ်။နောက်အဲ့လိုစင်ထရေဇာကိုင်းဆိုတာလည်းပြင်နေသူတို့ဟာမြန်မာပြည်အနှံ့ဖျားသားသမီးတွေသူတို့စင်ပေါင်းကိုအနှံ့ပြီးတော့တက်လှမ်းတဲ့ကိုင်းဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရှင်းမှာဒီကိုစဉ်တွေဥပဇင်းသိက္ခာခံမဲ့ယဟန်လောင်းဒီကြည့်မယ်ဆိုလို့ရှိရင်တရားပြည်လေးကပါတယ်မင်းတက်ကပါတယ်ကျွန်တော်တို့ရဲ့ဟခတတနာနဲ့၄ပါးအမိအသင်းတော်ဟာကြီးမားတဲ့မိသားစုဖြစ်တယ်ဟိုးကဘာကိုသွားလို့ရှိရင်ကဘာအနှံ့ကရောမမှာလာပြီးတော့အမှုဆောင်ကြတဲ့မြင်ကွင်းလေးတွေဟာတကယ်ကိုမိသားစုလောကရဲ့မြင်နိုင်သောကောင်းကင်မိသားစုဟာမျိုးလေးနဲ့ပြောနိုင်ပါတယ်ဆိုတော့ဒီမှာလည်းပဲဒီနေ့အဲ့ဒီအယတ္တဟာမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့ယဟန္တာကြီးရဲ့ပွဲနေ့မှာကျွန်တော်တို့ဒီဥပဇင်းသိက္ခာကိုကျင့်ပခြင်းဟာကြီးမားတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ဒီယဟန္တာကြီးဟာယဟန်အားလုံးတို့ရဲ့စံနမူနာဖြစ်တယ်သူ့ရဲ့ပါရမီကြောင့်ပါရမီဆိုရမှာလေပါရမီကအများကြီးရှိလေအမျိုးမျိုးရှိတယ်သူ့ပါရမီလေးကဘာလို့ယဟန်ဖုံးတော်ကြီးတွေအတွက်ယဟန္တာကြီးလဲဆိုရမှာသူကယဟန်တို့အတွက်အလိုအဆုံးသောပါရမီပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီပါရမီကပါလေဝိညာဉ်ဒီကိုဆွဲဆောင်နိုင်စွမ်းနှစ်သိမ့်ပေးနိုင်စွမ်းအားပေးနိုင်စွမ်းအဲ့ဒီကြီးမားတဲ့အစွမ်းကိုတကိုးကိုပါရမီကိုပိုင်ဆိုင်သူဖြစ်ခဲ့ရပါတယ်ဒါကြောင့်ဒီနေ့ဖတ်ရတဲ့ကျမ်းစာဟာယဟန်ဒီကင်မှာဖတ်ရတဲ့ကျမ်းစာဖြစ်တယ်ကျွန်တော်ဩဝါဒပြောတဲ့အခါယဟန္တာကြီးရဲ့ပွဲထဲမှာဖတ်တဲ့ကျမ်းစာကိုလည်းပဲယူရမှာဖြစ်ပါတယ်ထောက်ရှုပေးမှာဖြစ်ပါတယ်အဲ့ဒီယဟန္တာကြီးရဲ့ပွဲထဲမှာဘုရားပေါ်ဒီနေ့ကျမ်းစာမှာပါလာပါတယ်စီတဆောင်အဖြစ်တာဝန်ဝတ္တရားအတိုင်းတာမှာပရောဖက်ကြီးကိုဆင်ထွတ်တဲ့အခါငါရဲ့လူဒီကိုဒါကိုသွားပြောသူတို့အမှားဒီကိုသွန်သင်အဲ့လိုပြောပြီးတော့လိုက်နာရင်သူတို့လည်းကဲတင်ချင်းခံရမင်းလည်းပဲကဲတင်ချင်းခံရတယ်တကယ်လို့သူတို့လမ်းမလျှောက်နေပြီးတော့မင်းကလည်းမပြောဘူးငါပြောခိုင်းတဲ့အတိုင်းမပြောဘူးဆိုလို့ရှိရင်တဲ့သူတို့ဟာဒီအပြစ်ကြောင့်ဒုက္ခရှိတော်လဲတင်တာဝန်ရှိသူအပြစ်ဒဏ်ရှိမယ်တဲ့ဒါကြောင့်ဒီတာဝန်ကဲတင်ချင်းရဲ့ message ကိုတရင်ကောင်းကိုငါပြောခိုင်းတဲ့အတိုင်းပြောပါသူတို့လည်းကဲတင်မင်းလည်းကဲခန့်အဲ့ဒါဟာဒီနေ့ပထမကျမ်းစာဖြစ်ပါတယ်ဒါကြောင့်မလို့ prophet များဟာဘုရားသခင်ကိုစားဘုရားရှင်ဖက်ကနေကဘာကိုလူသားများကိုအသွင်သင်ပေးရပါတယ်အဲ့ဒီမှာသူကြိုက်တဲ့ဟာဒီမဟုတ်ပဲနဲ့ဘုရားရှင်အလိုတော်ကိုပြောပြတဲ့တည်င်းစကားပေးတဲ့အတိုင်းအတာနေရာမှာရှိပြီးတော့တစ်ခါအဲ့ဒီကြောင်းကြောင့်ယဟန်ပြော prophet တွေရဲ့ဘဝဟာအစဉ်သိပ်မပြေဘူးသို့တော်လည်းဘုရားရှင်ကသူတို့ကိုနှစ်သိမ့်တဲ့အားအိမ်လုံလောက်တဲ့ယေရှုတော်တွေကိုပေးထားတဲ့အကြောင်းအရာတွေဟာကျမ်းစာအပြည့်ဖြစ်တယ်ဒါကြောင့်ဒီနေ့
ဥပဇင်သိခါကိုတက်လှမ်းတဲ့အခါဒီနေ့ယဟန်ချုပ်ဟာသူဟာသူတင်မြောက်တာမဟုတ်ဘူးဖျားရှင်ကနေလာတယ်ဆိုတဲ့ဒီရွေးချယ်ရွေးကောက်ခြင်းဒီအားလုံးဟာကောင်းခြင်းအတွက်ဖျားဖက်ကနေသွန်သင်ဖို့ဆုံးမဖို့လမ်းညွှန်ဖို့ဖြစ်ပါတယ်အဲ့ဒီအကြောင်းတရားတွေကိုဖြစ်တော်ကြွလာတဲ့အခါပြည့်စုံစေပြီးတော့ဆက်လက်ပြီးတော့သူလည်းလက်ဆင့်ကမ်းရမှာသူ့ရဲ့ပါရမီနဲ့ဒီနေ့ယဟန္တာကြီးကကဘာကိုဝိညာဉ်အတွက်အလိမ်ပေးခဲ့ခြင်းဖြစ်ပါတယ်သူဟာ18ရာစုလူသားဖြစ်ပါတယ်ပင်သစ်နိုင်ငံကနေဖြစ်ပြီးတော့စာမတော်ဘူးရုပ်ရည်မရှိဘူးသူရုပ်ကိုကြည့်လိုက်ရင်တကယ်ဘယ်လိုပြောရမလဲကြောက်စရာကြီးဒီတိုင်းကြည့်လိုက်ကြောက်စရာတဆေးပုံစံအဲ့ဒီလိုနဲ့ကြောင်းသွားတယ်စာလည်းမတော်ပြန်ဘူးလုံးဝမတော်ဘူးတင်းလဲထွက်လည်းမသွားဘူးစိတ်ရှိဆက်သွားတယ်နောက်မှကြောင်းမှာစာချပုဂ္ဂိုလ်တွေစိတ်ကုန်တယ်သာသနာကိုပြန်ထွက်တယ်ဆရာတော်စီမာနေတယ်သင်္ကန်းဘယ်တော့မှမချုပ်ဘူးဒီတိုင်းပဲဆက်နေတယ်နောက်မှကျတော့ကဲမထုတော့ပါဘူးဆိုတဲ့ဟာမျိုးနဲ့တိတ်ခါတင်ချင်းခံရတယ်ပြီးရင်ဌာနချုပ်ကနေအဝေးတနေရာတောမှာဆိုတဲ့ရွာလေးမှာနေရပေးကြတယ်အဲ့ဒီရုပ်ကလေးကလုံးဝပုံစံမလားဉာဏ်ကလည်းလုံးဝမမြည်သို့တော့အဲ့ဒီရွာလေးမှာတနေ့ပြီးတနေ့တလပြီးတလတနှစ်ပြီးတနှစ်ဖြစ်လာတဲ့အခါသူ့ရဲ့အတွင်းကနေအလှကောင်းကင်ရဲ့အလှဝိညာဉ်ရဲ့အလှလူဒီအလိုအဆုံးချင်းလိုက်ရှာနေတဲ့အသင်းတော်ကနေဒါမှမဟုတ်ဒီဝိညာဉ်ရေးဖက်ကနေစောင့်မျှော်နေတဲ့ပါရမီကြီးကသူ့စီကနေစီးစင်းနေတာဖြာထွက်နေတာဖြစ်လာတယ်။နောက်မှတော့အဲ့ဒီရွာလေးကိုကာလန်ဒီဇထာလန်ဒီချက်ထွင်ပြီးမှနိုင်ငံတော်အစီအစဉ်နဲ့နောက်ကျရင်ဖျားဖူးဌာနကြီးမြန်မာပြည်နယ်ပြည်ညောင်လေးပင်လို့ပေါ့ဒီနေ့ကဘာရဲ့ဖျားဖူးဌာနဆိုရင်လူတဲမျိုးတို့ဖာတီမာမြို့တို့လူပေါ့ဖြစ်လာတယ်အဲ့ဒီမှာယဟန်ဒီဖုံတော်ဒီရှင်ဘရင်ဒီအပဖြေသွားကြတယ်အဲ့ဒီစိတ်ရဲ့ပေါ်ပါမှုဂျေဇုတော်ပိုင်ဆိုင်မှုခံစားချက်ကြောင့်အဲ့ဒီရွာလေးဟာဒီတယောက်ကြောင့်ဒီတပါးကြောင့်တမိုင်းတွင်ခဲ့တယ်တင်တော်မှာဝိညာဉ်လောကမှာဒီနေ့သူ့ရဲ့ဘွေးနေ့ရဲ့ကျမ်းစာကတော့မာသေဥကနေဖတ်တာဖြစ်ပါတယ်မာသေဥကနေဖတ်ပြီးတော့ဘာအကြောင်းလဲခရစ်တော်ဖျားကိုဖရာစီတီကမြေခွန်းထုတ်တဲ့အခါထုံတန်းစင်လန်ရမလိုက်ကြဘူးလဲမစေးကြဘူးအဲ့ဒီအပေါ်မှာခရစ်တော်ရဲ့အသွင်သင်ဖရာစီတို့နဲ့အတွေ့မှာထွက်လာတဲ့နှုတ်တော်ထွက်စကားဖရာစီဆိုတာဘာတူလဲအပင်ပတန့်ပြန့်ဥစားပေးအချွတ်ထိတ်ဒီနေ့ခရစ်တော်ဘုရားကဒီလက်မစေးခြင်းတို့ဟိုအကြီးကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရဒီဟာဖရာစီတို့ထိုခေတ်ထိုခါကတကယ်ကိုလေစီကံရှိတယ်ယူသေးတယ်ထင်းသိမ့်တယ်သူတို့ခမများလည်းပဲဘာသာရေးရာအခြေခံပြီးတော့အဲ့လိုနေခဲ့ကြတယ်ဒါစစ်သုံးပန်းအပြန်ဘိုင်ဘလန်အပြန်ဖြစ်ပြီးတော့ပို့ပြီးတော့သူတို့ရဲ့စိတ်ကြိုက်ပညာလမ်းစဉ်တွေကိုထဲရင်းနဲ့ဖယားပညာထဲသူတို့ပညာကပူလာတဲ့နေရများလည်းဖြစ်ပါအဲ့ဒီအစဉ်လာကိုထင်သိခြင်းဟာအများကြီးကောင်းတာရှိတယ်လို့ဒီနေ့ခရစ်တော်ကပြောလိုက်တဲ့ထွန်းနေလိုက်တဲ့အချမ်းမှာဆိုလို့ရှိရင်တကယ်ပြောစရာဖြစ်လာတယ်ခရစ်တော်ဘုရားကဘာကိုတွားပြီးတော့ပြောလဲပစတ်ထဲကနေဝင်တဲ့ဟာဘာမှဖြစ်ဘူးတဲ့မညစ်ပတ်ဘူးတဲ့လူကိုမညစ်ပတ်စေဘူးတဲ့အထဲကနေထွက်လာတဲ့ဟာဆိုရင်တဲ့လူကိုညစ်ပေစေတယ်တဲ့ဂျူဒီယိုထုံးစံရဆိုရင်ဟိုဟာမစားရဘူးနော်တရားမစားမခွာဘာလဲတရိษံဒီတွားတယ်လုံးဝမစားရစမေမပြိုင်မစားရအများကြီးဒါကြောင့်မို့လို့ဟိုတချို့အနောက်တိုင်းဆိုင်ဒီမှာ
အဲ့ဒီဂျူးဒီရဲ့စားတောက်ဆိုင်ဒီမှာဆိုလို့ရှိရင်သူတစ်ဖြင့်အဲ့ဒီပညတ်ထားတဲ့အတိုင်းပြင်ဆင်ထားတဲ့အစားအစာယူတယောက်ဟာစာမီမှာဆိုလို့ special ဘောင်နဲ့ကင်းလွတ်တဲ့အစားအစာပြင်ထားပေးကြတယ်ဟိုကျန်းစာမှာဆိုလို့ရှိရင်တမန်တော်ဝတ္ထု15မှာတမန်တော်ဒီကစီဝေဆုံးဖြတ်တယ်မှာလေပင်ညစ်တဲ့အရာဒီမစာရဆိုတာပါလာသေးတယ်လေတွေလေမစာရဆိုတာပါလာသေးတယ်လေဒီအစားတောက်ကိုတကယ်ကိုတတိထားတယ်အဲ့ဒါသူတို့ရဲ့တန်ရှင်းချင်းနဲ့ဆိုင်တယ်လို့လည်းယုံကြည်တယ်ဆိုတော့ဒီနေ့ဘုရားရှင်ကဝင်တာဒီပစက်ကနေဝင်သွားတာဘာမှဖြစ်ဘူးတဲ့တွတ်တော့ပစက်ထဲကနေထွက်ပြီးဆိုရင်လူကိုမြစ်ပတ်စေတယ်တဲ့ဒီနေ့လူတယောက်ကိုတန်ဖို့အဲ့လိုပေးလိုက်ပြီးတုံးတက်မယ်ဆိုလို့ရှိရင် तू ဘာပြောတယ်လေအဲ့ဒီကနေသွားတယ် तू ပြောတာလေးဒီဟာယဉ်ကျေးတယ်တင်မွေးတယ်ကောင်းတယ်အဲ့ဆိုရင်လူကောင်းတစ်ချိန်လုံးပြောသမျှဟာရှေခွန်းမှာရှီခွန်းလောက်ကအစင်မပြေဘူးဆိုရင်အဲ့ဒီနေရာကိုလူတီးကတတ်မှတ်ပေးတယ်ခရစ်တော်ကအဲ့ဒါကြောင့်လည်းပဲပါစတ်ထဲကထွက်လာတယ်ဆိုတဲ့အခါမှာဘယ်ကနေဆိုတာမပြောဘူးဘောနော်ခုနဝင်သွားတဲ့ကဘာမှမညစ်ပတ်စေဘူးဆိုတာမှာတော့အစာအိမ်ထဲဝင်သွားတာအခုထွက်လာတဲ့အရာဒီကဘယ်ကနေထွက်လာလဲအစာအိမ်ကမဟုတ်နှလုံးသားထဲကခရစ်တော်လည်းပြောတယ်ဒီပြောသမျှဒီနှလုံးသားထဲကရှိနေတဲ့အရာဒီရှန်ထွက်လာခြင်းတဲ့လောဘဒီဒေါသဒီမောဟဒီမကြေမနက်အဲ့ဒါဒီအားလုံးဟာဒီကနေပဲထွက်တယ်အဲ့ဒါကိုလူကိုညှိပတ်စေတယ်တဲ့ဆိုတော့ဒီနေ့လူတယောက်ရဲ့တန်ရှင်းခြင်းအကြောင်းဒီနေ့ယဟန္တာကြီးသူ့ရဲ့ခုနကရုပ်မရှိတဲ့ဉာဏ်မရှိတဲ့အထက်ကနေတဆာနဲ့အတင်းတော်လည်းသူ့မမြင်နိုင်ဘဝဝင်ခြင်းလည်းပဲမမြင်နိုင်ဆရာသမားတွေကလည်းမတွေးနိုင်ဖြည်းဖြည်းနဲ့တောမှာရိုးသားတဲ့ဘာသာသူတီကမြင်နိုင်လာတယ်အဲ့လိုဖြစ်တယ်ဆိုတော့ဟိုးလူကြီးတွေကလည်းမြင်လာနိုင်တယ်ဖြစ်ရင်ကဘာအဲ့ဒီပါရမီလေးကဒီနေ့ကျွန်တော်တို့အသင်းတော်အားလိုချင်တဲ့ဘာအတွက်လဲသားသမီးများအတွက်အထူးသဖြင့်အမှုတော်ဆောင်ယဟန်ကိုရင်ဒီလာတဲ့အားလုံးတို့အတွက်တကယ်လိုချင်တဲ့ပါရမီဖက်စီအဲ့ဒီယဟန္တာကြီးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီနေ့အပြင်ဖက်ကိုငါမကြည့်ဘူးနော်အတွင်းကိုကြည့်တယ်ဆိုတဲ့အဲ့ဒီဘုရားဓမ္မကျမ်းစာရဲ့အတန်ဒိဒါဝိမင်းကြီးကိုတွားရွေးချယ်တဲ့ပရောဖက်ကိုမှာကြားလိုက်တဲ့ကျမ်းစကားမင်းတို့လူတွေကပြင်ဖက်ကြည့်တယ်ငါဒီအတွင်းကိုကြည့်တယ်စိတ်တက်ဆိုတော့ဒီစိတ်တက်အသွင်အတင်းကိုအတင်းတော်ထဲမှာဘောဓာကနေ minor seminary ကနေ major တောင်ကြီးမေမြို့ရန်ကုန်အဲ့ဒီနှလုံးသားကိုထူထောင်ပေးပြီးမှအကြာကြီးပြုပြင်ပေးတယ်ဒီယဟန္တာကြီးကိုထောက်ရှုလိုက်တာနဲ့အသင်းတော်ရဲ့လောက်ရလေးဒီကိုကျွန်တော်တို့အများကြီးထောက်ရှုစေတယ်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့ပိုရှင်းအောင်ပြောမယ်ဆိုလို့ရှိရင်ဒီနေ့အသင်းတော်မှာဒီသီလတဲ့ဘောင်ကိုသွားတဲ့အခါsister တို့ကိုပဲကြည့်လိုက် sister တို့ဆိုရင်မြို့သမီးတွေဆိုတော့မြို့သမီးဆိုတာနဲ့ချောချင်းလာချင်းဒါတဘာဝသူတို့ဟိုထည့်သွားပြီဆိုရင်အသင်းတော်ကအကုန်လုံးပကင်လုပ်ပလိုက်တယ်သင်္ကန်းစီးပလိုက်တယ်ခန္ဓာကိုယ်အလှဘောနော်ဒီနေ့ကဘာမှာခန္ဓာကိုယ်လှဆိုရင်ဒါပြချင်တယ်လေအခုဆိုရင်စခုပတိခုပေါ်ပြီးတော့အကုန်ပေါ်တဲ့ဖြစ်သွားပြီအသင်းတော်ကဒီနေ့ယဟန္တာကြီးပုံစံနဲ့စန့်ကျင်ဖက်တွေ့ရင်အကုန်လုံးပကင်သင်္ကန်းထည့်လိုက်တယ်အဲ့ဒီကနေဖြည်းနဲ့နှလုံးသားကနေထွက်စေတယ်ဒီလိုတရားနဲ့ကျမ်းနဲ့သင်တန်းနဲ့ခရစ်တော်ဟာကိုဖြည်းနဲ့ပေးတယ်မဖြစ်လာတာမတတ်နိုင်ပေမဲ့ဥတီချက်ကအဲ့လိုသွားတယ်အဲ့လိုနဲ့ဒီနေ့သင်္ကန်းထူအောက်ကမျက်နှာဒီတော်တန်းစပိန်ဒီအကုန်ဖုံးထားတဲ့ပါရမီစစ္စတာများဖုံများယတိများအဲ့ပါရမီကကဘာကိုထုတ်ဖောက်ပြီးတော့အလိမ်ပေးတယ်နှစ်သိမ့်ခြင်းပေးတယ်တရင်ကောင်းပေးတယ်တကယ်လို့များဒီခန္ဓာကိုယ်အပြင်ပန်းနဲ့
ခရစ်တော်အတွက်လို့မှန်းခဲမိရင်အဲ့ဒီဖက်ချမ်းမှာလည်းတွေးเสียရှိတယ်လုံးဝထိမှာမဟုတ်ဒါတုံကြီးနဲ့ပေါတူးတုံကြီးနဲ့တောင်ယာလောက်တယ်လို့ဖြစ်မှာမထိဘူးဒါကြောင့်ဒီနေ့ဒီဟန္တာကြီးကိုပြောတယ်ဆိုတာမှာဒီနေ့ကိုရင်လေးများကိုသူ့နေ့မှာအနှံတယ်ဆိုတာဒီဟာအဲ့ဒီဖက်စီကိုကိုးတိုင်ထားတယ်လောကကပြောမယ်ဒီလိုလုံးမှမင်းတိခါရှိမယ်ဆိုတာဒီလိုလုံးမှလူရဝင်မယ်လောကမှာလောကလူသားတွေနဲ့အတူနေတဲ့အခါဒါပတ်ဝန်းကျင်ဒီပတ်ဝန်းကျင်ကြီးဟာလိုင်းတပိုးလို့မုံတိုင်းလို့ဟိုတနပ်ပြီးတော့စစ်ဖြစ်တဲ့ဟာပဲမုံတိုင်းမဟုတ်ဘူးနုညံကလေးနဲ့မုံတိုင်းဆိုင်တပိုးဒီခေတ်အဲ့ဒါပူတော်မှ high ဖြစ်တယ် level မြင့်တယ်အဲ့ဒီကြားထဲမှာဆောခတ်ရမယ်ဆောခတ်ဒီပါလေပက်တန်တွေဟာဘာတွေဖြစ်ရမလဲဒါတွေကိုရင်ဆိုင်နိုင်အားရဲ့ဝန်းကျင်တွေဟာဘသူတည်းလဲဒီနေ့ဒီခေတ်သူတော်ယဟန္တာကြီးမြမပါဘဲနဲ့ရမလားရမယ်ဆိုရင်တော့အမခံချက်မရှိဘူးတွားကောင်းတွားမယ်ဝိညာဉ်ရဲ့နှလုံးသားတွေကိုထိနိုင်မှာမဟုတ်ဒါကြောင့်မလို့အမိသင်တော်ရဲ့ဒီအစဉ်လာသင်္ကန်းကြီးတွေနဲ့တကယ်ဆိုရင်စတိုင်လေးနဲ့ခေလာကိုကိုကလေးနဲ့ပပလေးနဲ့ဒီမှာချိပို့ထားတယ်သို့တော်ဟိုးဖျားကြိုက်တဲ့ဟာဒီကဟိုးအောက်ခြေမှာနေဆိုင်တဲ့နေရာမှာရှိနေတယ်တစားလေးနဲ့တူးဖော်တဲ့အရာဖြစ်တယ်မေးချင်းငယ်ချင်းငါရပြီတော့ပြောလို့မရဘူးအဲ့လိုလာပြောရင်ဟဲ့တို့ရဲ့ယုံကြည်ခြင်းဖခင်များယဟန္တာများရဲ့လမ်းစဉ်ကနေမဟုတ်သေးဘူးလို့ပြောရမှာဖြစ်ပါဒါကြောင့်ဒီနေ့ဖျားသားသမီးသူတော်စင်ဘဝကိုတက်လှမ်းလာတဲ့ကျွန်တော်တို့ရဲ့ဒီကိုရင်ဥပဇင်းလောင်းများအဲ့လိုဖြတ်ကျော်လာပြီးနှလုံးသားတင်တန်းကိုခရစ်တော်စီကနေသွန်သင်သူဆရာများအဖြစ်တဆင့်ဒီပလင်ဘော်ကိုရောက်ရှိလာတဲ့ဒီနေ့ဟာဘသူနဲ့သွားမှလဲဆိုရတဲ့မှာအရင်ကတော့ခရစ်တော်ပေါ့ပြီးတော့ခရစ်တော်ဖျားလေဆိုတာလူတွေကပြောတတ်တယ်ဒီနေ့ဒီယဟန္တာကြီးလဲဒီလူရွာမှာခက်ခဲနဲ့အရာအလုံးအတိမပြုခြင်းမရှိနာမည်ကြော်ကြားခြင်းမရှိအပလောက်မရှိဒီလိုလေးနဲ့ဖျားသခင်ဂျေဇုတော်တက်ဆိုတာလူတိုင်းကရှောက်တုံးကြတယ်ဒါပေမဲ့ဒီယဟန္တာကြီးဘသူမှမပါတဲ့ဂျေဇုတော်တက်နဲ့တောတနေရာလေးမှာနှစ်ပေါင်း40ပါရမီဖြာထွက်စေနိုင်ခဲ့တဲ့အကြောင်းဒီဟာတွေနဲ့တို့ရဲ့အောင်မြင်နိုင်တဲ့အမခံချက်အဲ့ဒါဟာဒီနေ့ရဲ့ message ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့လာရောက်ကုန်ပြီးတော့ဆူတောင်းပေးတဲ့ဘာသာသူများအဲ့ဒီဖက်စီကိုလှည့်ပြီးဆူတောင်းပေးရမှာဖြစ်ပါတယ်ဒီနေ့ဥပဇင်းလောင်းများလဲအဲ့ဒီဖက်စီမှာယဟန္တာကြီးများနဲ့မေရိုမာရီယာနဲ့စင်ဂျမရီယေနီနဲ့ဒီအင်အားတွေကိုထောက်ရှုပြီးတော့တည်လှမ်းရမှာဖြစ်ပါတယ်ဒါကြောင့်ဒီအချက်တွေဟာဘုရားရှင်ရဲ့စီမံကိန်းကဘာကိုကေတင်မဲ့စီမံကိန်းချစ်တော်ဘုရားနဲ့တမန်တော်တို့မှာဆက်နွယ်လာပြီးတော့ဒီနေ့အသင်းတော်ကလူအာနေတော်လူသားစုပေမဲ့အသင်းတော်ရဲ့ယုံကြည်ခြင်းနဲ့တည်ဆောက်ထားတဲ့ဖွဲ့စည်းထားတဲ့ဒီလမ်းစဉ်ယူတည်မြတ်လို့တလောက်ဆောင်းလျှောက်ထင်းသိမ်းတလောက်လူပြည်လူရွာမှာဝိညာဉ်များအတွက်ကောင်းကင်ရောက်ကြောင်းဖြစ်စေမှာဖြစ်ပါတယ်ဒီနေ့အရာအလုံးကိုတဆွမ်းနိုင်သောကျွန်တော်ကျမ်းစာမှာပြောသလိုတင်တို့ထံမှာကောင်းသောအရာကိုဆက်ပြုပြီးဖြစ်သောဘုရားရှင်သည်ပြင်းမြောက်တည်တိုင်အောင်ဆောင်ရွက်တော်မူပါစေဆိုတဲ့တန်ဖိုးလူရဲ့အမှားစကားအတိုင်းတင်တို့ပေါ်မှာကျေးဇူးတော်များရှိပါစေလို့ဒီကုန်းချုပ်ပြပါစေ